Healthy Kitchen Series သခွားသီး cucumber ရေဓာတ်ပြည့်ဝတဲ့သဘာဝကျန်းမာရေးအစားအစာကျန်းမာရေးအကျိုးကျေးဇူးများနှင့်စားသုံးနည်းမင်္ဂလာပါ Happy Healthy Hacks ရဲ့ Healthy Kitchen Series ကနေကြိုဆိုပါရစေဒီနေ့မှာတော့အေးမြလန်းဆန်းတဲ့အရသာနဲ့လူတိုင်းလိုနှစ်သက်ကြတဲ့သခွားသီးအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်သခွားသီးဟာရိုးရိုးဟင်းသီးဟင်းရွက်တစ်မျိုးလိုထင်ရပေမဲ့ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တဲ့သဘာဝအစားအစာတစ်မျိုးဖြစ်ပါတယ်။ရေဓာတ်95%ကျော်ပါဝင်တာကြောင့်ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေဖို့အကောင်းဆုံးအစားအစာတွေထဲကတစ်ခုဖြစ်ပါတယ်။သခွားသီးမှာဗီတာမင်၊ပိုတက်ဆီယမ်၊မက်ဂနီဆီယမ်အမြင့်ဓာတ်နဲ့အန်တီအောက်ဆီဒန့်များစွာပါဝင်ပါတယ်။ကယ်လိုရီလည်းနည်းတာကြောင့်ကျန်းမာရေးကိုဂရုစိုက်သူတွေအကြားလူကြိုက်များတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ပထမဆုံးအကျိုးကျေးဇူးကခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေခြင်းဖြစ်ပါတယ်။ရေဓာတ်လုံလောက်မှသာသွေးလည်ပတ်မှုအပူချိန်ထိန်းညှိမှုအစာချေမှုနဲ့ဆဲများရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ပါတယ်။ရေတောက်နည်းသူတွေအတွက်သခွားသီးဟာရေဓာတ်ဖြည့်တင်းဖို့အထောက်အကူပြုနိုင်ပါတယ်။ဒုတိယအနေနဲ့ကိုယ်အလေးချိန်ထိန်းချုပ်ရာမှာအထောက်အကူပြုနိုင်ပါတယ်။သခွားသီးဟာကယ်လိုရီနည်းပြီးရေဓာတ်နဲ့အမြင့်ဓာတ်များတာကြောင့်ဗိုက်ပြည့်သလိုခံစားရစေပြီးအစာလွန်ကျွန်စားခြင်းစိတ်ကိုလျော့နည်းစေနိုင်ပါတယ်။တတိယအကျိုးကျေးဇူးကအသားရည်ကျန်းမာရေးဖြစ်ပါတယ်။သခွားသီးမှာပါဝင်တဲ့ဗီတာမင်နဲ့အန်တီအောက်ဆီဒန့်တွေဟာအသားရည်ဆဲတွေကိုကာကွယ်ပေးနိုင်ပြီးအသားရည်ကိုစိုပြေလန်းဆန်းစေဖို့အထောက်အကူပြုပါတယ်။မျက်လုံးပင်ပန်းနွမ်းနယ်နေတဲ့အခါသခွားသီးအေးလေးကိုခဏတင်ထားခြင်းကသက်သာစေနိုင်ပေမဲ့မျက်စိရောဂါကိုကုသပေးတာတော့မဟုတ်ပါဘူး။စတုတ္ထအနေနဲ့နှလုံးကျန်းမာရေးကိုထောက်ပံ့ပေးနိုင်ပါတယ်။ပိုတက်ဆီယမ်ပါဝင်တာကြောင့်သွေးပေါင်ချိန်ကိုထိန်းညှိရာမှာအထောက်အကူပြုနိုင်ပြီးအမြင့်ဓာတ်ကလည်းနှလုံးသွေးကြောကျန်းမာရေးအတွက်အကျိုးရှိနိုင်ပါတယ်။ပဉ္စမအကျိုးကျေးဇူးကအစာချေစနစ်ကိုကောင်းမွန်စေခြင်းဖြစ်ပါတယ်။ရေဓာတ်နဲ့အမြင့်ဓာတ်တို့ပေါင်းစပ်ပါဝင်တာကြောင့်ဝမ်းမှန်စေပြီးပူလန်းကြောင်းကျန်းမာရေးကိုထောက်ပံ့ပေးနိုင်ပါတယ်။သခွားသီးကိုဝယ်ယူတဲ့အခါအစိမ်းရောင်လှပပြီးတင်းရင်းတဲ့အသီးတွေကိုရွေးချယ်ပါပြော့နေတဲ့အဝါရောင်ပြောင်းနေတဲ့သို့မဟုတ်အမဲဆက်များတဲ့အသီးတွေကိုရှောင်သင့်ပါတယ်။အိမ်ရောက်တဲ့အခါရေမဆေးဘဲရေခဲတစ်တာထဲမှာတင်ထားပြီးစားခါနီးမှသာတေချာဆေးကြောပါအခွန်မှာလည်းအာဟာရဓာတ်အချို့ပါဝင်တာကြောင့်တေချာဆေးကြောပြီးအခွန်နဲ့တကွစားသုံးတာကပိုကောင်းပါတယ်။သခွားသီးကိုအစိမ်းစားခြင်းကအာဟာရဓာတ်ကိုအကောင်းဆုံးရရှိနိုင်ပါတယ်။အတုပ်အသီးအရွက်ဖြော်ရည်ဆန်ဒ်ဝစ်ဒါမှမဟုတ်ဒိန်ဂျင်နဲ့တွဲဖက်စားသုံးလို့လည်းရပါတယ်။ပူပြင်းတဲ့နွေရာသီမှာတံပရာရည်အနှဲငယ်နဲ့တွဲစားရင်ပိုမိုလန်းဆန်းစေပါတယ်။သို့တော့သခွားသီးတစ်မျိုးတည်းကိုသာအားကိုးပြီးကျန်းမာရေးကောင်းလာမယ်လို့မမျှော်လင့်သင့်ပါဘူး။ကျန်းမာတဲ့အစားအသောက်ပုံစံလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအေးအေးဝဝအိတ်ခြင်းတို့နဲ့ပေါင်းစပ်မှသာရေရှည်ကျန်းမာရေးကိုရရှိနိုင်မှာဖြစ်ပါတယ်။မိကုံးချုပ်အနေနဲ့သခွားသီးဟာဈေးနှုန်းသက်သာပြီးရေဓာတ်ပြည့်ဝကအာဟာရကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးခြင်းအစာချေစနစ်ကိုကောင်းမွန်စေခြင်းကိုယ်အလေးချိန်ထိန်းချုပ်ရာမှာကူညီပေးခြင်းနဲ့အသားရည်ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့အစားအစာကောင်းတစ်ခုဖြစ်ပါတယ်။ဒီဗီဒီယိုကအသုံးဝင်နေဆိုရင် like လုပ်ပေးပါမိသားစုနဲ့တငယ်ချင်းတွေကိုလည်းမျှဝေပေးပါ Healthy Kitchen Series ရဲ့နောက်ထပ်ဗီဒီယိုတွေကိုမလွတ်သွားစေဖို့ Happy Healthy Hacks ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျန်းမာတဲ့ဘဝကိုနေ့စဉ်မီးဖိုချောင်ကနေစတင်လိုက်ကြရအောင်ကျေးဇူးတင်ပါတယ်